ဒီကနေ့မှာတော့ဆွေလိုက်ဦးရေးသားထားတဲ့မအေးပွင့်မြင့်မြင့်ဆန်လမ်း30ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း15ကိုတင်ဆက်ပေးသွားချင်ပါတယ်ရှင်။တပြေခန်းဆိုတော့လေတိတ်ခတ်တဲ့အရွယ်အသက်ကငရတဲ့အထိန်မတက်စိမ့်ဆက်ဆက်လေးမို့ကိုစောရင်မှာလှိုင်မောနေရတယ်။တို့တစီဒီကောင်မလေးညွန့်ညင်မှာကိုသူမလိုလားပြီပါ။မတော်တဆအွန်လိုင်းမှာဖြစ်ဒုက္ခထို့ကြောင့်ပင်သူ့ရင်ခွင်နဲ့ကလေးငယ်တယောက်လိုခုံဝင်ဖတ်ထွေထားသောဝင်းနီကိုအသားရထွေးပွင့်ရင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားရတယ်။လူလောကအကြောင်းကကနနာမသိရှာသေးရဲ့ကလေးသားအပြိုစင်မကလေးရဲ့ဘဝကိုသူမဖြတ်စည်းလို့ပါ။ဒီရွယ်စုရာကလည်းသွေးသားစုကြတဲ့အရွယ်အန်နီယုံအတင်းတိုးဝင်ကျန်တတ်တဲ့စိတ်ကလေးကဝင်းနီမှာခုံဝင်နေမှသူသိပါတယ်။ဝင်းနီကသူ့ရင်ခွင်မှာတဟင်းရင်ကြီးတွားနေရင် APC တိုက်၍မပြောင်းမှန်ကိုစောသိပါတယ်။သူတစီငါပေါ်မှာအကျော်လာကလေးကိုသူတနာနေရဲ့သူ့ကိုယခုလိုကိုကြီးဆောင်မထားသည့်ကိုပင်ကျေးဇူးကလေးကတရားပါအောင်မယ်ဒီတော့မရက်ဆက်လို့မချက်လို့ရာကြားကောင်းဆိုတဲ့တိတ်ခေါအစုံတက်မရှိအောင်ရှင်မောစွာစောင့်ထိန်ရင်ဒီနေရာမှာထွက်ခွာဖို့စဉ်းစားနေရဲ့အပြင်မှာအတန်ပလန်နေရကြားနေရစေဝင်းနီရဲ့အန်ကယ်ဒီဘေးရဲ့ပလင်းငယ်တဲ့ဖြတ်တယ်မအိတ်သေးဝင်းနီရဲ့အတွင်းမှာလေအတန်ပလန်နေကြားနေရစေရှင်ခုံတန်လှိုက်မောတန်ပြီးတော့ကျွေးတွေရွှဲနေရဲ့မအိတ်သေးမကြခင်အပြင်မှာအတန်လေးတိတ်ဆိတ်သွားတယ်အခုသွားတော့မယ်ဝင်းနီသူဟာနှစ်ကိုကြားတူတူလေးဆိုတယ်ဟုတ်သွားရအောင်ခတ်တာပဲကလေးရဲ့ဝင်းနီရံကဲတည်သွားရင်ဘယ်နဲ့လုံးမလဲအိုးတိဒီဘေးကိုခောက်ထားလိုက်စမ်းပါပြီးတော့ဝင်းနီကလေးမဟုတ်ဘူးကြည့်ပြီးသိလားဒီမတန်မုတ်ပူစားတော့ကလေးတယောက်လိုတူတူကလေးနှွဲ့နေပါရဲ့ကလေးငိုတတ်တော့မုတ်စားရတတ်ဆိုသလိုခြေတငယ်ကြားစာမိမှာတော့ကြောက်ဟန်မတူဒါလေပကုံရွကလေးကိုထူမလိုက်တဲ့အခါခရီးမော်မှာထိုင်ရှာတယ်မော့ဝင်းနီမျက်နှာကလေးမော့သွားတယ်သူ့အနမ်းကိုဝမ်းပန်းတသားစောင်းကြုံနေတဲ့ပုံမျိုးမေးစေးပေးလိုက်တယ်ဝင်းနီရဲ့မေယိုမမေကျော်လက်သီးနဲ့ခက်ဆဆထိုးလိုက်တယ်ဝင်းနီခွေသွားတယ်ပြီးတော့မှကပုတ်ကရဝင်းနီကိုအသာသိရင်အခန်းတကောက်ဖွင့်လိုက်တယ်ဓာသုံးကြောင့်အစံသဲကိုင်းထားတယ်အိမ်ခန်းထဲမှာကားမမဲကြီးတစ်စီးမှလည်းဘယ်သူမှမရှိဟမ်ဘာဟာကားနဲ့ကြီးတစ်စီးတဲ့တာသူကတကားပေါက်ကိုစစ်စစ်ကြည့်ရှုလိုက်တယ်အတွင်းမှာတော့ခတ်ထားတယ်နောက်ဖေးသူ့အပြန်လဲမှာသူရဲ့ဆူးရှသောမျက်လုံးတွေကဟမ်ဘာဝကားရဲ့အရှိပိုင်းဘန်ပါကိုမြင်မိပါတယ်မြတ်စွာဘုရားသွေးတွေပါလားပြီးတော့ရှေ့ပိုင်းနဲ့အနှဲငယ်ချိုင်းခွက်နေရဲ့ဧကာနာလူတယောက်ကိုတိုက်ခဲ့ပြီဘသူကိုတိုက်ခဲ့တယ်လဲညဦးပိုင်းကသူနဲ့ရန်သူတယောက်လုံးထွေတပ်ပုတ်နေစေကားကြီးတစ်စီးကအတဲဝင်သွားခဲ့တယ်ရန်သူသေးသွားတယ်သူလွတ်ခဲ့တယ်ယခုလေလူတိုက်ခဲ့သောကားကြီးတစ်စီးကိုမမျှော်လင့်မယ်နဲ့လာရောက်တွေးဆောင်ရပြီးမြို့ပေါ်မှာအန်ကယ်တီးပေးရတော်ထဲမှာဆော့စတီဆန်တို့နဲ့ပတ်သက်၍နေသလောမြင့်မြင့်ဆန်အခမ်းမှာဆင်းလာမှသူ့တိုက်ခိုက်ခဲ့ကြသောတရောင်းစားရောင်ဆောင်ထားတဲ့တိုင်းသမားအဖိုးကြီးနဲ့ချင်းကင်ပုတ်ကိုဟာသူနဲ့မအေးပွင့်သားကိုလိုက်နေကြတဲ့တော်ထဲမှာအဆက်တွေတွေပင်လောမပြောတတ်ပါထို့ပြင်မအေးပွင့်ပြောင်းနေရင်မအေးပွင့်ယူလာသောလူဝက်ချက်တီးပြောင်းနေရင်ထိုစဉ်တွင်လူတယောက်ပေါ်လာတယ်ကားဘေးမှာအေးစစ်စစ်ရှောက်လာတယ်သူ့လက်ထဲမှာအမဲနဲ့သောတနတ်တက်လက်ကိုကင်ထားပါတယ်အန်ကယ်တီးပဲဟောမင်းကငါ့ကိုတော့သိနေပါရောလားမင်းငါအခန့်ဘာလာလောက်တာလဲရေဝင်ချူတာပါဘာညာဦးပိုင်းကအန်ကယ်တီးဘကကျွန်တော်ကားနဲ့တိုက်တော့ရှင်မြောင်းပုတ်တယ်လွင်းကျသွားလို့ရေဝင်ချူတာပါဗျာသူမျက်နှာကြီးကဝေခွဲမရသလိုညှို့ပုတ်သွားတယ်တီးသွားတယ်အံ့ဩသွားတယ်လက်ထဲမှာတနတ်ကိုလည်းသူ့ရင်နဲ့ပုံမတဲ့မအောင်လို့ချိန်လိုက်တယ်သူ့အပိုင်းပေါ့သူ့ဘက်ကတော့အပိုင်းတွက်ထားပြီးပြီခလုံးတစ်ချက်ဆွဲလိုက်တာနဲ့အသက်တကြောင်ပျောက်ရည်သွားပေါ်လေပြီးတော့မှဓမြလို့ပြောလိုက်ရုံပဲအန်ကယ်ဒီဘစ်ကအဲ့လိုတွက်လိုက်ရတူတယ်ပြီးတော့ဒီတတဝါဟာသူ့ရဲ့အလွဲချက်တွေကိုဒိဗ္ဗဆက်ခုနဲ့သိနေခဲ့တဲ့အပြင်သူ့အခန်းအဝတ်အဝတ်ကိုဝတ်သူ့တူမကိုများအိုးမြတ်စွာဘုရားလက်ညှိုးကလေးရှားသွားတယ်တနက်ခလုတ်ကိုဖြုံပြီးတော့မတက်ဖြစ်သွားတယ်ကျွန်တော်အခွင့်ပြုပါ excuse me uncle bloody fool you တိုင်းကနေမြည်မလား6ခနဲ့အတန်ထွက်လာတယ်အန်ကယ်ဒီဘေးကဒုတိယချိန်တနက်မောင်ညက်ဆွဲပြန်နေမထွက်ကိတ်ဟာတချမ်းမကြည်စံမထွက်အန်ကယ်ဒီဘေးရဲ့မျက်လုံးကြီးရပြူးအပ်လာတယ်ဈေးကွက်ကအဘလို့ခေါ်လောင်နေပြီပြစ်ကြိုက်တလောက်ပြစ်ကျွန်တော်စီမှာဘာဖုံးကြီးပေးထားတဲ့တနက်မီးမကူတဲ့လက်ဖွဲ့ရှိရဲ့ဟာအလကခတ်စောကလေးကဒီတနက်ရဲ့ကြည်ရိုက်တဲ့ firing pin ကိုချိုးထားခဲ့ရမဟုတ်လားအန်ကယ်ဒီဘေးကသူ့တနက်နဲ့ပြက်ပေါက်လိုက်တယ်သူကလည်းဓာတ်နဲ့ပြက်လိုက်တယ်တနက်နဲ့ဓာတ်လေးထဲမှာချွင်ကနေထိခါ၍အောက်သို့ကြတယ်
ဒီနောက်တွင်တော့လက်ယုံချင်းရှင်ရတဲ့တပ်ပုတ်ပဲကလေးတစ်ခုဖြစ်ပေါ်လာတယ်။အန်ကယ်ဒီဗီယာလက်သေးတွေအကွက်သုံးတက်တယ်။မျက်စိမှတိုင်းကလားတိုင်းကွက်ကိုနေရင်နဲ့အတင်းဝင်လာတယ်။သူကခြေထောက်ကိုတုံတယ်။လက်နဲ့ခြေထောက်ကအားချက်မတူတိုင်းပြောင်းပြန်သမားတိုင်းခြေထောက်ကိုအားကိုတယ်။ကိုဆိုတာ3-4ခွက်လောက်ရှောင်ပေးလိုက်ပြီးဘဲချီကိုဆွေရောင်ပြ၍ခြေတန်းနဲ့ကဲလိုက်ပြီးတော့ညာနဲ့ကျုံးကန်ပြလိုက်တယ်။သူ့ထံသို့ခုံဝဲလာသောအန်ကယ်ဒီဗီရဲ့ခန္ဓာကိုယ်ကြီးမှာလင်းတကောင်လိုဝဲပြန်သွားပြီးဟမ်ဘာဟာကားကြီးရဲ့နောက်မှန်ကိုခေါင်းနဲ့တိုက်ခွဲ၍ကားထဲသို့ဝင်သွားတယ်။မလုံးတုံမြမလုံးအဲ့ဒီတော့မှပါသားချုပ်ကနောက်ပြီးချိုကန်ပရင်းပေါင်းမှအပြင်သို့ထွက်ခဲ့တယ်။အနော်ရထားလမ်းရှိမိုးလင်းဖွင့်တဲ့စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ဖြတ်တယ်။ဆရာတရင်နိုးလာတဲ့ထင်နေ။အေးဘာစားမလဲဆရာ။ကျဲဥပေါင်းနဲ့နွားတို့ထင်သားပဲဟဲ့ရော့ဆရာပါဇက်ကိုတုံးလိုက်ဟေးသူကစပွဲတို့ကလေးပေးတော့လက်thuပ်ပေါ်အဖြစ်ပါဇက်ကိုတုံးလိုက်တယ်နှခမ်းတီရေးပေးသွားတယ်ငါလက်ခွီရေးနေရလားသွားစမ်းကွာမြန်လို့ဟုတ်ကဲ့ဆရာသူကစပွဲတို့ကလေးချတော့ကြက်ဥပေါင်းနဲ့နွားကိုစားလောင်နေတော့အဆိုင်နဲ့သူသွရင်စဉ်းစားနေမိရဲ့မြင့်ဆိုင်ရဲ့အခမ်းမအပြန်သူ့ကိုဝိုင်းဝန်းတိုက်ခတ်ခြင်းခံရတယ်ကားနဲ့တိုက်သက်တယ်မမျော်လင့်မဲအန်ကယ်ဒေးဗစ်ဆိုတော့ကားပြားချင်းနဲ့တွေ့ခဲ့ရတယ်ဒီလူကြီးကတော်ရဲမှတတဲဝါရီနဲ့ဆက်သွယ်ရင်းနေသလားမြေဘဝအဖြတ်သမားလားတီတီကြကြမပြောနိုင်သေးမြည်တော့ပင်ဖြစ်စေဒီညကန်ကောင်းခဲ့တယ်လို့ဆိုရပေမယ့်သူကအိတ်ထဲသို့နှိုက်လိုက်တယ်ပတ်စံတပြားမရှိဘယ်ရှိလိမ့်မလဲအန်ကယ်ဒေးဗစ်ရဲ့ညဝိအင်ဂျီကိုဝတ်ထားရစေမို့ဇဝဲတို့ကလေးကသူ့ကိုနှောက်နေသေးရဲ့ဟေးချတိတ်ပြားစရာမနဲ့မိုးလေးတော့မှပတ်စံလာပေးမယ်ကွာအခုပါမလားလို့ထင်းသားပဲကိစ္စမရှိပါဘူးဆရာအားပြည့်သွားဖို့ပဲအရေးကြီးပါတယ်ဟဲ့သူဟာဆက်ဖြည်းလုံရင်းဆိုင်ထဲမှထွက်ခဲ့ပါလေရဲ့မနက်၈နာရီဝါစီယာသူခန်းတကောက်လာခေါက်တယ်အဲ့ဒီတော့မှအိယာနိုးတော့တယ်မနေ့ကတော့တနေ့လုံးအိပ်ပြက်လိုက်တယ်ညနေပိုင်းနေတော့လမ်း30ရှိမြင့်ဆန်အခန်းသို့သွားခဲ့သေးရဲ့သူမအောင်မတွေ့ခဲ့ရအပြင်းသွားနေရဲ့သူအန်တီရိုစီကပြောတဲ့ဖြင့်စာကလေးတစ်စောင်ရေးပေးခဲ့တယ်မမမြင့်ဆန်အရေးကြီးကိစ္စရှိပါ၍မနက်ဖြန်9နာရီတီတီမှာဘိုးကျုံဆေးရှိကလီယိုပတ်ထရာဘော်လီဆိုင်ရှိစောင့်နေပါကိုစောသူရဲ့စာကိုဖတ်ရရင်မြင့်ဆန်တယောက်မလဲမသိစောင့်နေလိမ့်မယ်လို့တထစ်ချမှတ်ယူခဲ့တယ်။ရှခု8နာရီဆိုတော့တနာရီသာအချိန်ရတော့တယ်။ကိုစောကကမန်းကနန်းထား၍အခန်းတကောက်ဖွင့်ပေးလိုက်တယ်။ဝါစီဝင်လာတယ်။အကူကျွန်တော်ဂျုံတပွေနဲ့စကီးဘီမှာဒိတ်လို့ထားလို့အကူစွန့်တဲ့ဘဲကိုတိုင်စီဆွဲသွားပါစီ။ဘာကွာမင်းပြောတာတွေဘာတစ်ခုမှနားမလဲပါလားစောစီဘာလဲလာပြောနေရလဲကျွန်တော်မြန်မာစကားပြောတာပါအကိုဟေးမင်းပြောတဲ့မြန်မာစကားကိုလုံးဝနားမလဲဘူးဒီလိုပါအကိုကျွန်တော်ဒီနေ့မိမရှာတယောက်နဲ့ဘိုးချုပ်စိမ်းမှာချိန်ထားလို့အကိုရဲ့အင်ဂျင်နဲ့ဘဲလ်ပေါင်းမီကိုခဏငေါ့ဝဲသွားပြရစီလို့ပြောတာပါဟောနေပါအောင်မင်းကမိမရှာနေဘာလို့ချိန်ရတာလဲအမေအကိုကအကြောင်းမသိသေးလို့ရန်ကုန်ကမိမရှာတွေကပတ်စံသိရှိတာပဲဒီနာရီကိုသူ့ဝဲပေးထားတာဗျဘာခက်မျက်စိလဲသွားတယ်ကိုစောနားရှုပ်သွားတယ်ရှိခုခေကောင်လေးတွေရဲ့စကားသူတကယ်နားမလဲတော်ရတဲ့အနေကြခဲ့သည်မို့ခေစကားတွေအတိတ်ပဲမပေါက်တော့အေးဝစ်သွားပေါ့ဒါပေမဲ့ဟိုဟာတရားတွေတော့ပေးမလာစိမ့်နဲ့ကွာကောင်လေးကဝမ်းသာအားရသူ့အင်ဂျင်နဲ့ဘောင်းမီကိုယူဝဲပြီးဘိုးချုပ်စေးသူ့သွားခဲ့ဒီကောင်လေးနဲ့မရဝါစီရဲ့အမီးရခက်ဆန်းဆန်းသူနဲ့အခန်းချင်းကပ်နေတော့တမိုင်းကောလိပ်တွင်တက်နေတဲ့ကောင်လေးဖြတ်တယ်ကိုစောဟာမြို့ပေါ်သို့ရောက်ကြရကမာရွရှိဘော်ရာဆောင်တစ်ခုတွင်အခန်းကောင်း၍နေခဲ့တယ်။ပြီးတော့မအေးပွင့်ကိုလမ်း30မှာရှာခဲ့တဲ့လမ်း30တွင်လူ3သိန်းလောက်နေကြတယ်။မတွေ့မဲ့တွေ့တော့လေမြင့်ဆန်းသူမနဲ့တွေ့ပြီးကြရအန်ဒီရယ်တွေဝိုင်းချိပတ်ချလဲနေရင်သူ့တက်ကိုလုံးကျန်ကြတယ်။ပြီးတော့မမျော်လင့်မဲ့ဒီဘစ်ကိုဆုံးခဲ့ရတဲ့အပြင်ဝင်းနီကိုအဆက်နမ်းခဲ့ရသေးရဲ့။ဒီအကြောင်းတွေကိုမြင့်ဆန်းမသိသေး။သူမို့ကြောင့်ဘိုးချုပ်စေးကိုချိန်ခဲ့ခြင်းပဲ။ကိုစောရီမိုးချုပ်ဝဲစားလဲ၍တခြားတက်စီတစ်စီးဖြင့်ထွက်ခဲ့တယ်။ဘိုးချုပ်စီဟိုးရှိတော့ကတော့စကော့မက်ကန်လို့ခေါ်ခဲ့တယ်။အမည်ပြောင်းလိုက်ပေမဲ့အင်္ဂလိပ်စကားကိုရှာပြောင်းမှဆွဲကုန်ကြသေးတော့ကိုမမဦးတော်တို့ကတော့စကောလို့ခေါ်ကြစေ။ဒီကောင်မလေးတွေမှာဖြူတူတူမဲတဲတဲနီတီတီဝါတတာမော်တော်မောက်တတာညိုတူအဖြူချောကလေးတွေကလည်းလက်ညှိုးထိုးမလွဲကိုယုကာယာထော်လော်ကန်လန်တန်လန်တဲလဲတွဲလဲပူလောင်ဘလူးချက်ကဂျင်းချက်ကတက်ထရက်ဖော်ဆောင်ခေါင်းလောင်ပေါင်းမိဝဲကောင်လေးတွေဆန်ရှိကော်တော်လေးတွေကလည်းပြေလို့ဘာခက်ကကိုစောဟာဈေးတွင်းသို့ဘဟုတကားမကြီးမှဝင်ခဲ့တယ်။ဝါစီယာဖ
ဖော်ဆောင်နဲ့ကိုဝမ်းဆက်ဝစ်ထားသောမိမချော်လေးတစ်ယောက်နဲ့တွေ့၍ထွက်လာတယ်။အသေးချာမကြည့်မိမရှာမှန်းမသိနိုင်အောင်ပြင်ဆင်ထားသောတောင်းတောင်တင်းကလေးကိုကြည့်၍ကိုကိုစောတပြင်းချလိုက်တယ်။ဝါစီယာမျက်စိတစ်ပတ်မိတ်ပြသွားတဲ့အဲ့ဒီတော့9နာရီထိုးရန်10မိနစ်သာလိုတော့တယ်။မြင့်မြင့်ဆန်ဟာကလီယိုပက်ထရာဆိုင်ရှိမှသူ့ကိုစောင့်နေခဲ့တယ်။သူ့ရဲ့မလိုက်ဖို့သွားတယ်။ကလီယိုပက်ထရာမင်းသမီးလေးအလားအောင်မိနေရအောင်လို့မြင့်မြင့်ဆန်လာနေပါတယ်။ရောက်နေရကြာပြီလားမြင့်မြင့်ဆန်အခုပဲရောက်တယ်ကိုကိုစောကျွန်တော်တို့တနေရာကိုသွားကြရအောင်လားမြင့်မြင့်ဆန်ကိုအရေးကြီးရဲ့စကားတွေပြောစရာရှိနေရဲ့သွားလေရပါတယ်သူတို့နှစ်ယောက်စလုံးရှိနောက်ဝင်းရကိုအကဲခတ်လိုက်ကြတယ်မတင်ကားပွဲရဟူရဲ့မတွေ့ဈေးရဲ့အရှိတ်ဘက်တန်းသူတိုင်အောင်ရှင်တွဲရေးလျှောက်ခဲ့ကြတယ်ဘဲသွားမလဲမြင့်မြင့်ဆန်ကြိုက်တဲ့နေရာသာသွားပါမြင့်မြင့်ဆန်ကနံပါတ်အတန်းနဲ့ family ရာတစ်စီးကိုငှား၍စူးလီကိုပတ်ခိုင်းနေမဟာဗန်ဒူလာလန်ကိုချိုးခိုင်းနေလစ်ဆယ်လမ်းမှကန်နာသို့ကွေ့လေပြီးတော့ဘူတထောင်ဘက်သို့မောင်းခိုင်းနေသူတို့ကားရဲ့နောက်မှကားတစ်စီးတလေးမြလိုက်မလာသည်ကိုတေချာတော့မှ29လမ်းပြန်ကွေ့ခိုင်းပြန်နေဒရိုင်ဘာအန်အော်နေရဲ့စကားလည်းမပြောကြကားကရှင်းပေးပြီးရနဲ့နောက်ဖေးလမ်းကြောင်းမှတစ်စိမ့်လမ်း30ဘက်သို့ကူးခဲ့ကြတယ်သူမရဲ့အခန်းကိုတိုင်းနောက်ဖေးရှိကြောင်လေးလေးကားငယ်လေးမှတစ်ဆင့်တက်ခဲ့ကြတယ်နောက်ဖေးတကောင်ဖွင့်ရင်ဝင်ခဲ့ကြပါတယ်အန်တီရိုစီယောတနည်းအောင်ရှောင်းခိုင်းထားတဲ့ကိုကိုစောဒါနဲ့ကားပေါ်တော့ဘာတတိထားမိသေးလဲကျွန်တော်တို့ကားနောက်ကဂျက်ကားတစ်စီးလိုက်လာတယ်ပန်ဆူရန်မီပွိုင်မှာမင်းနီနဲ့တိုးပြီးတော့ကြမ်းခဲ့တယ်မြင့်မြင့်ဆန်းကိုကိုစောမျက်စိရှင်သားပဲသူတို့တွေကျမဘိုးချုပ်ဆေးကိုထွက်လာကြတဲ့အခုတော့ဒီခန့်အလုံးကြုံဆုံးနေရဖြစ်သွားပြီအပြင်အတော့ခတ်ထားတယ်လေလူမရှိရပုံမျိုးပေါ့ကဲကိုကိုစောဘာပြောချင်တယ်လဲရီးစားစကားရှင်ဟောရီးစားစကားထက်အရေးကြီးတဲ့စကားမျိုးပါဟိုနေ့ညမြင့်မြင့်ဆန်းအခန်းမှာကျွန်တော်အပြန်လေးကျွန်တော်ဝိုင်းသက်ကြတယ်သူမအံ့ဩသွားတယ်ကိုကိုဆိုတာသူ့ကိုလူနှစ်ယောက်ကဝိုင်းဝန်းတိုက်ခိုက်ခဲ့ပုံနဲ့မမျော်လင့်မဲ့မစ္စတာဒေးဗစ်အခန်းသို့ဝင်ရောက်ခဲ့ရမှာဝင်းနီနဲ့တွေ့ပြီးတော့လူတိုက်ထားသောကားတစ်စီးကိုတွေ့ခဲ့ရပုံနဲ့အဆအဆုံးတစ်လုံးမကြံပြောလိုက်တယ်ဒီလိုဆိုရင်အဲ့ဒီမစ္စတာဒေးဗစ်ဆိုတဲ့လူဟာတေကင်းကျန်းသူတွေရဲ့မြေပေါ်အဆက်တွေလို့ဆိုနိုင်တာပေါ့နော်အတိအကျတော့မဟုတ်ဘူးပေါ့မြင့်မြင့်ဆန်းရဲ့မတင်ကားဖို့တော့ကောင်းတဲ့လူတစ်ယောက်ပဲမအေးပွင့်ယူလာတဲ့လက်ဝဲချက်တွေကိုသာရလိုက်ရင်သူတို့ရဲ့မြေပေါ်ကအဖြတ်သမားတွေကိုတိတိကျကျသိရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါနဲ့မြင့်မြင့်ဆန်းဘယ်ရုံမှလုပ်တယ်လဲကိုကိုစောကမေးလိုက်ပါတယ်ကုံသွေးရီကူးမှာပါဟာဟာဟာကိုကိုစောတအားနဲ့ရေးပြလိုက်တယ်ပြီးတော့မြင့်မြင့်ဆန်းကိုလည်းတအားဖတ်နှမ်းပြလိုက်တယ်ဟမ်ရှင့်ဒါဘာလုပ်တာလဲကိုညာမနေပါနဲ့တော့ပွင့်ရင်ပွင့်ရမအေးပွင့်မှာမအေးပွင့်အစ်စ်ရေမယောပါနဲ့လဝါတွေ့သွားတယ်မြင့်မြင့်ဆန်ကသူ့ပါးပြိုတအားလွှဲရိုက်ပြလိုက်တယ်ကိုကိုစောရဲ့မျက်လုံးတွေပြဝေးသွားသလိုမြင့်မြင့်ဆန်ရဲ့မျက်နှာမှာလည်းနေရဲနေရဲ့သူကောင်းကိုင်းစိုက်ကြသွားတယ်ကျွန်တော်မှားသွားပါတယ်မြင့်မြင့်ဆန်ရဲ့ကျွန်တော်စိတ်ထဲမှာမြင့်မြင့်ဆန်ကမအေးပွင့်လို့ကြီးပဲထင်နေခဲ့တယ်စွဲနေခဲ့တယ်မအေးပွင့်နဲ့မြင့်မြင့်ဆန်တယောက်တည်းလိုပဲမြင်နေခဲ့တယ်တယောက်တည်းမအောင်မှန်းသိပေမဲ့လည်းကျွန်တော်အသေးထဲမှာဆွဲနေခဲ့တဲ့မအေးပွင့်ရအခုကျွန်တော်ရှိမှရောက်နေတယ်လို့ထင်သွားမိပြီးရရဆန်ဆန်ပြုတ်လို့မိတာခွက်လို့ပါဗျာကိုကိုစောကအအုံများတင်ထားသောစံတရားပုံသက်တမ်းရေဒီယိုစေရောလက်ထောက်၍ခေါင်းကိုင်းစိုက်ကြနေရင်မျက်နှာကိုလက်ဝါးနဲ့အုပ်ထားတယ်စိတ်မကောင်းဖြစ်သွားမိရင်သူရှိမှတပ်ပုံကလေးနှစ်ပုံရှိရင်တပုံကမအေးပွင့်စပယ်ရည်မဲ့ကလေးနဲ့တပုံကမြင့်မြင့်ဆန်းစပယ်ရည်မဲ့ကလေးမပါဒါပဲခွဲတယ်တိတ်စိတ်မကောင်းဖြစ်သွားသလားကိုကိုစောကျမလက်လွန်သွားမိတာတောင်းပန်ပါရဲ့ရှင်ကိုကိုစောမမအပေါ်မှာဘလောက်ဆွဲလက်အနစ်နာခံခဲ့တယ်ချစ်ခင်တွေ့တာခဲ့တယ်ဆိုတာကိုကိုစောစကားအောင်နားထောင်ပြီးကြရသိခဲ့ပါရဲ့ရှင်ဒါပေမဲ့မအေးပွင့်ရမြင့်မြင့်ဆန်းမဖြစ်နိုင်သလိုမြင့်မြင့်ဆန်းကလည်းမအေးပွင့်မဖြစ်နိုင်ဘူးကျွန်တော်မှားသွားပါတယ်ဟုတ်ပါတယ်ပွင့်ကိုယ်တိုင်မြင့်မြင့်ဆန်းအကြောင်းပြောခဲ့ပူပါတယ်ကဲလေးဒါတွေထားပါတော့အရေးကြီးတာကျွန်တော်နဲ့မြင့်မြင့်ဆန်းကိုအရေးလိုလိုက်နေတဲ့တတဝါတွေကိုဘယ်လိုလုပ်ကြမလဲသူတို့တွေကမြင့်မြင့်ဆန်းကိုမအေးပွင့်လိုပဲထင်နေကြမှာပဲကျမတက်ဆိုင်ရအောင်တိတ်တဆိတ်အကြောင်းကြားထားပါတယ်ဟမ်ဟုတ်တယ်ရှင်နဲ့ကန်တော်ကြီးမှတွေ့ရနေရကျမနောက်ကိုလူနှစ်ယောက်3ယောက်ဆိုပါတော့လိုက်လာကြတယ်ဒါကိုကျမရိမ့်မိခဲ့လို့တက်ဆိုင်ရလူတွေအသိပေးပြီးသူတို့ထောင်ချောက်တဲ့တမင်တိုးဝင်ခဲ့တာပဲကိုကိုစောအဲ့ဒီနေ့က၄ယောက်မိသွားတယ်ပျော်ဝဲစားရုံထဲမှာကျမနဲ့ကိုကိုစောတွေ့ကြတော့အပြင်ဘက်ကခြေကားပေါ်မှာထောင်လန်းရဲ့အဖွဲ့ဝင်2ယောက်စောင့်နေရဲ့ရှင်ရိုက်ခဲ့တဲ့စပွဲတို့ရောင်စောင့်လာတဲ့အကောင်ကိုလည်းမိလိုက်တယ်တဲ့စုစုပေါင်း4ယောက်ပေါ့သူ
တဘောကတော့ကျမနဲ့ကိုကိုစောငါစာအဖြစ်အသုံးပြုပြီးမြေပေါ်ကအဖြစ်သမားသရှိုတွေကိုဖမ်းနေရဆိုပါတော့။အော်ကျွန်တော်သဘောပေါက်ပါပြီမြင့်မြင့်ဆန်းရဲ့ဒါကြောင့်မို့လေကျွန်တော်လှုပ်ကြံခဲ့တာဖြစ်မှာပေါ့။အဲ့ဒီဒေးဗစ်ဆိုတဲ့လူအကြောင်းသက်ဆိုင်ရာအကြောင်းကြားလိုက်ရင်ကောင်းမလားမြင့်မြင့်ဆန်း။ဒါရီကျမတာဝန်ထားကျမကြည့်ပြီးစီစဉ်မယ်။ကျမတခုပဲကိုကိုစောတောင်းပန်ချင်တာကတော့ကိုကိုစောကတစ်ချိန်ရလမ်းမအောင်လိုက်ခဲ့ပေမဲ့အခုချိန်မှာအမြင်မှန်ရခဲ့လို့တိုင်းပြည်ကလည်းခွင့်လွှတ်ခဲ့ပြီမဟုတ်လား။အဲဒီတော့ကျမနဲ့လက်တွဲပြီးပေါ်မြေရောက်အဖြတ်သမားတွေကိုတက်နိုင်သလောက်ဖော်ထုတ်ပေးပါ။ဒါမှလေတိုင်းပြည်ကိုကျေးဇူးဆက်ရရောက်တဲ့အပြင်တည်သွားရှာတဲ့မမအပေါ်မှာလေချစ်ရရောက်မယ်။ပွင့်တည်သွားပြီလို့မြင့်မြင့်ဆန်းတကယ်ပဲလက်ခံလိုက်ပြီလားဟင်။သူမရဲ့မျက်နှာမိုက်ညို့သွားတယ်။ကျွန်တော်စိတ်ထဲမှာတော့ပွင့်ရမသိနိုင်ဘူးလို့စိတ်ဆွဲနေရဲ့။တနေရာမှာအသက်ရှင်ပြီးရှိနေတော့မယ်လို့ထင်နေစေပဲ။အော်ဒါနဲ့အရင်တော့မြင့်မြင့်ဆန်းတို့ညီမအတူနေကြသလား။ဟမ်နမသူဝနာမှာကျောင်းဆရာမဆိုတော့သူဝနာအစိုးရတက်ခန်းမှာပဲသူတငယ်ချင်းတယောက်နဲ့အတူနေတဲ့ကိုကိုစောအော်ဆရာမကိုဆရာမဆိုပေမဲ့မမကမနှုတ်ကိုကိုစောအင်မတန်ကျန်းတယ်ဂျီရိုတွေဘာတွေလဲတက်တယ်ဖောင်ကြီးပြည်သူဝန်ထမ်းကျောင်းကျမတို့ညီမနှစ်ယောက်စလုံးတက်ခဲ့မှုတွေဘာခက်ရမူရချက်ချင်းပဲပြောင်းသွားတယ်မျက်လုံးတွေပြူးသွားတယ်ပြီးတော့လက်ညှိုးတစ်ချောင်းနှက်ခမ်းတွေကလန့်တည်နေစကားဆက်မပြောရင်တားမြစ်လိုက်တယ်အင်မတန်နူးညံ့သောခြေတံတကားဝမှာရှဲသွားတယ်။ဒါကိုသူ့နာကြားလိုက်တယ်။အခန့်ဒုတိယတက်တိုက်ကလည်းနှစ်ထပ်တိုင်းဆိုတော့အပေါ်ရင်အခန့်မရှိတော့တယောက်တော့သူဟာသူတို့စကားတွေကိုအပြင်မှာလစ်ဝက်စာနားထောင်နေလေပြီ။ကိုကိုစောကစကားဦးပြောင်းပြက်လိုက်တယ်။အမှန်တော့ဒီပစ္စည်းကြီးမြင့်မြင့်ဆန်လက်ထဲမှာရှိနေတာ။အန်ဒီကိုဖိတ်ခေါ်နေရတဲ့အတူတူပဲ။ကျွန်တော်သဘောကတော့ဒါရီကိုသက်ဆိုင်ရာကိုအလိုက်စီချင်တာပဲမြင့်မြင့်ဆန်။ကိုကိုစောကမြင့်မြင့်ဆန်ကိုမျက်စိတစ်ပံမိန်ပြလိုက်ပြီးလေတောင်မြည့်၍ပြောတယ်တကားပေါက်ကိုလည်းမင်းကိုရေးပြတယ်ဒါကိုမြင့်မြင့်ဆန်နားလည်လိုက်ပါတယ်မြင့်မြင့်ဆန်ကြောက်နေရမဟုတ်လားဟုတ်ပါတယ်ဒီပစ္စည်းတွေဟာမြင့်မြင့်ဆန်လက်ထဲမှာမရှိဘူးမဟုတ်လားတခြားပို့ထားတယ်ဆိုတာကျွန်တော်သိပါတယ်သူမကိုကိုစောကခေါင်းကိုညှိပြတယ်ဟုတ်ပါတယ်ဒီပစ္စည်းတွေကအခုကျမလက်ထဲမှာမရှိပါဘူးရှင်တခြားပို့ထားပါတယ်ရှင်ကောင်းပြီလေအဲ့ဒါလို့ဆိုရင်ကျွန်တော်ကမြင့်မြင့်ဆန်ကိုစားသက်ဆိုင်ရာကိုအပ်ပေးပါမယ်အဲ့တော့မနှက်ဖြန်ည10နာရီတိတိမှာဘိုးချုပ်ပန်းချန်ရှေ့ကိုလာခဲ့ပါအဲ့ဒီလက်ဝက်ပစ္စည်းတွေကိုခေါက်ဆွဲတုပ်လို့ထုတ်ပြီးအုတ်တတိုင်းကလေးပေါ်မှာတင်ထားခဲ့ကျမဘလို့လာမှလဲလုံကြီးအနက်အင်ကြီးအနက်ဝယ်ပြီးကောင်းပဝါနီကလေးစီးပြီးတော့တယောက်တည်းကားနဲ့လာခဲ့ပါမြင့်မြင့်ဆန်အန်တီမဖြစ်စေရပါဘူးအဲ့ဒီလက်ဝက်ပစ္စည်းတွေကိုကျွန်တော်ကိုယ်တိုင်ပဲလာယူပါမယ်ဟုတ်ကဲ့ရှင်ကဲဒါဖြင့်ကျွန်တော်ပြန်မယ်ကိုကိုစွာတိုင်းနောက်ဖေတို့ခြေတန်းကြအောင်ရှောက်ခဲ့တယ်။မြင့်မြင့်ဆန်တိုက်ရှိဝရန်တာကိုပြေး၍ချောင်းပြောင်းကြည့်ရှုရန်ပြန်တယ်။သူကမြင့်မြင့်ဆန်လက်မောင်းကိုအတင်းဆွဲခေါ်သွားတယ်။တိုင်းနောက်ဖေတကားဝသို့ရောက်တော့မှခက်တူးတူးဆိုတယ်။ထွက်မကြည့်နဲ့ရိမ့်မိသွားလိမ့်မယ်။တကားဝချောင်းနာထောင်နေတယ်လို့တိုက်ရှိမှလည်းသူတို့လူတွေရှိလိမ့်မယ်မြင့်မြင့်ဆန်။အဲဒီတော့ကျွန်တော်နဲ့အတူအင်ဒရီမပြတ်မသိချင်အောင်ဆောင်ပြီးလမ်းထိပ်ကပီတီလက်ဖိတ်ဆိုင်ထိလိုက်ခဲ့။အဲဒီမှာလက်ဖိတ်တောက်ပြီးမှအိမ်ရှိလေကခတ်တီတီပြန်တက်မြင့်မြင့်ဆန်အကောင်းငိမ့်တယ်သူတို့တယောက်နောက်ဖေးတကောက်ဖွဲ့၍ကြောင်လေးလေးကားမှဆင်းခဲ့ကြတယ်နောက်ဖေးလမ်းကြားထဲတွင်တော့ပလတ်စတစ်ကောက်နေတဲ့တရောင်းစားသက်သားဆုပ်ပြတ်နေသောလူကြီးတယောက်ကိုမြင်ရပါတယ်ပြည်သူများရှင်ဒီကနေ့မှာတော့မအေးပွင့်မြင့်မြင့်ဆန်လမ်း30ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း15ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်